ရခင်စတုဒ္ဓမြောက်ဗီဒီယိုမှာမြကြေလုပ်ငန်းကနေရရှိလာတဲ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာတိုးပွားမှုကိုဘယ်လိုတွက်ချက်သလဲဆိုတာကိုပြသခဲ့ပါတယ်။မြကြေလုပ်ငန်းဆောင်ရွက်မဲ့အခြေအနေနဲ့မြကြေမဆောင်ရွက်တဲ့အခြေအနေတို့ကနေရလာတဲ့ရလဒ်တွေကိုနှိုင်းယှဉ်ခြင်းအပြင်မြကြေလုပ်ငန်းကနေရလာနိုင်တဲ့တိုးပွားမှုပမာဏကိုခန့်မှန်းနိုင်ပါတယ်။ဒါပေမဲ့အခြားထည့်သွင်းစဉ်းစားရမယ့်အချက်တွေလည်းအများကြီးရှိပါသေးတယ်။အဲ့ဒါကတော့မြကြေလုပ်ငန်းဆောင်ရွက်မဲ့နေရာနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မဲ့နေရာတွေမှာစုစုပေါင်းဆုံးရှုံးမှုမရှိစေရန်တည်ကြဖို့အတွက်မြကြေလုပ်ငန်းဆောင်ရွက်မဲ့ area ကိုတိုးချဲ့တာနဲ့မြကြေလုပ်ငန်းပမာဏကိုတိုးချဲ့ရတာမျိုးတွေပါ။အရေးကြီးဆုံးအချက်နှစ်ချက်ကတော့မတိကျမရေရာမှုနဲ့အချိန်ကွာခြားမှုတို့ပဲဖြစ်ကြပါတယ်။ပထမဆုံးအချက်အနေနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့်ဖြစ်သွားတဲ့ဆုံးရှုံးမှုတွေထက်မြကြေလုပ်ငန်းကနေရရှိလာတဲ့တိုးပွားမှုတွေကိုတွက်ချက်ရတာကပိုပြီးမတိကျမှုတွေများပြားပါတယ်။ဥပမာအနေနဲ့တဘာဝနေရင်းဒေတာတွေကိုပြန်လည်ပြုပြင်အစားထိုးပေးတဲ့မြကြေလုပ်ငန်းဟာလွန်စွာခက်ခဲနိုင်ပြီးတစ်စိတ်တစ်ပိုင်းပဲအောင်မြင်မှုရရှိတာမျိုးဖြစ်နိုင်ပါတယ်။ဆိုလိုတာကတော့မြကြေလုပ်ငန်းတစ်ခုကနေရရှိလာတဲ့တိုးပွားမှုဟာမျှော်မှန်းထားတာထက်လျော့နည်းနေတတ်ပါတယ်။အဲ့ဒါကိုဖြည့်ရှင်းနိုင်ဖို့နည်းလမ်းတစ်ခုကတော့မြကြေလုပ်ငန်းဆောင်ရွက်ဖို့လိုအပ်မှုကိုအချိုးကျမြင့်တင်ပေးဖို့ပဲဖြစ်ပါတယ်။စနစ်တကျစစ်ဆေးပြီးအောင်မြင်နိုင်ခြေများတဲ့မြကြေလုပ်ငန်းတွေအစားဆုံးရှုံးနိုင်မှုများပြားတဲ့ဒါမှမဟုတ်စနစ်တကျမစစ်ဆေးထားရသေးတဲ့မြကြေလုပ်ငန်းတွေကိုအသုံးပြုတာကလုပ်ငန်းပမာဏပုံမှုများပြားစွာဆောင်ရွက်ပေးရမှာဖြစ်လို့မတိကျမှုကြောင့်ဖြစ်နိုင်တဲ့ဆုံးရှုံးမှုတွေကိုအကောင်းဆုံးဖြည့်ရှင်းပေးနိုင်မှာဖြစ်ပါတယ်။အလားတူစွာပဲမြကြေမဆောင်ရွက်တဲ့အခြေအနေမှာမတိကျမရေရာမှုတွေများပြားနေပါကမြကြေလုပ်ငန်းလိုအပ်မှုပမာဏကိုတိုးမြင့်ပေးရမှာဖြစ်ပါတယ်။ဒီနည်းအားဖြင့်မြကြေလုပ်ငန်းစဉ်တွေအားလုံးမှာပြည့်မြအားဖြင့်စုစုပေါင်းဆုံးရှုံးမှုမရှိစေဖို့လှုံ့ဆော်ရပါတယ်။ဒုတိယအနေနဲ့ပျက်စီးဆုံးရှုံးမှုတွေဟာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တာနဲ့တပြိုင်နက်ပေါ်ပေါက်လာတတ်ပြီးမြကြေလုပ်ငန်းကရရှိလာတဲ့တိုးပွားမှုတွေကတော့ဖြစ်ပေါ်လာဖို့အချိန်အများကြီးကြာတတ်ပါတယ်။ဆုံးရှုံးမှုဖြစ်ပေါ်လာတဲ့အချိန်နဲ့တိုးပွားမှုတွေပြန်လည်ရရှိလာတဲ့အချိန်တို့အကြားခြားနားမှုကိုအချိန်ကွာခြားမှုလို့ခေါ်ပါတယ်။အချို့မြကြေတွေအတွက်အချိန်ကွာခြားမှုဟာဆယ်စုနှစ်ပေါင်းများစွာဒါမှမဟုတ်ရာစုနှစ်နဲ့ချီပြီးကြာတတ်ပါတယ်။အကျိုးကျေးဇူးကိုလက်ငင်းမြင်မြန်ရတတ်တဲ့မြကြေလုပ်ငန်းဟာနောက်အနှစ်90မှအကျိုးကျေးဇူးရမယ့်မြကြေလုပ်ငန်းထက်ပိုပြီးတန်ဖိုးရှိပါတယ်။အဲ့ဒီအတွက်အကြောင်းရင်းအများကြီးရှိပါတယ်။ဥပမာအနေနဲ့မျိုးဆက်ပြတ်သုံးသွားနိုင်တဲ့မျိုးစိတ်တစ်ခုအတွက်နောက်အနာဂတ်ကာလတစ်ခုမှာနေရင်းဒေတာကိုပြန်လည်အစားထိုးပြင်ဆင်ပေးနိုင်တယ်ဆိုပေမဲ့လက်ရှိနေရင်းဒေတာဆုံးရှုံးမှုဟာအချိန်တိုတိုအတွင်းမှာပဲ၎င်းမျိုးစိတ်ကိုမြန်မြန်ဆန်ဆန်မျိုးတုံးသွားစေနိုင်ပြီးပြန်လည်အစားထိုးနိုင်မှာမဟုတ်တော့ပါဘူးအချိန်ကွာခြားမှုပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်အချိန်ကြာမြင့်မှုအတွက်အရောဓာတ်ပေးလျော်ခြင်းနည်းလမ်းကိုအသုံးပြုပါတယ်အချိန်ကြာမြင့်မှုအတွက်အရောအတွက်ပေးလျော်ခြင်းဆိုသည်မှာမြကြေကနေရရှိလာမဲ့တိုးပွားမှုတွေဟာအချိန်ပိုစောင့်ရလေလေ၎င်းရဲ့တန်ဖိုးကိုလျှော့ချပြီးတွက်ချက်လေဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ဆိုလိုတာကတော့တိုးပွားမှုကနေအကျိုးကျေးဇူးရရှိဖို့အချိန်အကြာကြီးစောင့်ရမဲ့မြကြေလုပ်ငန်းတွေအတွက်တာမန်ထက်လုပ်ငန်းပမာဏပိုမိုတိုးမြင့်လှုပ်ဆောင်ပေးရမယ်ဆိုတာပဲဖြစ်ပါတယ်။တိုးပွားမှုကနေအကျိုးကျေးဇူးတွေရရှိလာနိုင်မဲ့အချိန်ကိုမှန်မှန်ကန်ကန်ခံမှန်းတွက်ချက်ရတာဟာစိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။မတိကျမရေရာမှုနဲ့အချိန်ကွာခြားမှုတို့ကဲ့သို့သောပြဿနာရပ်တွေကိုဖြေရှင်းနိုင်ဖို့မြကြေလုပ်ငန်းတွေကိုချိန်ညှိပေးဖို့လိုအပ်လာတဲ့အတွက်မြကြေမြောက်ကိန်းများကိုအသုံးပြုကြရပါတယ်။ဆိုလိုတာကတော့ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကြောင့်ထိခိုက်ဆုံးရှုံးမှုတွေအတွက်ပြန်လည်ဆောင်ရွက်ပေးရမယ့်မြကြေဆိုင်ရာအကျိုးအမြတ်ကိုချိန်ညှိပေးထားတာဖြစ်ပါတယ်။မြကြေလုပ်ငန်းအနေနဲ့ရရှိလာမဲ့တိုးပွားမှုတွေဟာအချိန်ကြာမြင့်ပြီးမျှော်မှန်းတာထက်လျော့နည်းတဲ့တိုးပွားမှုသာရရှိနိုင်မယ်။ဒါမှမဟုတ်ကြာရှုံးနိုင်မဲ့အနေအထားမျိုးတွေရှိနေပါကမြကြေမြောက်ကိန်းဟာပုံမိုကြီးမားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မြောက်ကိန်းတွေဟာနေရင်းဒေတာနဲ့ဆောင်ရွက်တဲ့လုပ်ငန်းပေါ်မူတည်ပြီးကွဲပြားခြားနားမှာပဲဖြစ်ပါတယ်။ဒါအပြင်အခြားအချက်တွေအများကြီးကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဥပမာတစ်ခုအနေနဲ့လေဟင်းချက်တွေရှိတာကိုလည်းထည့်သွင်းစဉ်းစားတာဖြစ်ပါတယ်။လေဟင်းချက်ဆိုတာဟာဥပမာအနေနဲ့မြကြေလုပ်ငန်းလှုပ်ဆောင်တဲ့နေရာဒေသမှာတရားမဝင်တောခုတ်မှုတွေကိုတားဆီးနိုင်ပေမဲ့အခြားနေရာဒေသတွေမှာပြောင်းရွှေ့ပြီးဆက်လက်တရားမဝင်တောခုတ်မှုတွေလှုပ်ဆောင်ကြတဲ့အတွက်ကြောင့်မြကြေကနေတရားမဝင်တောခုတ်မှုကိုလျှော့ချတဲ့စုစုပေါင်းပမာဏကိုမလျော့ကျသွားပဲရခင်နဲ့အတူတူပဲဖြစ်တဲ့ပုံစံဖြစ်ပါတယ်။
ရှားပါးပြီးမျိုးတုံးနိုင်တဲ့မျိုးစိတ်တွေအတွက်လှုပ်ဆောင်ပေးရမယ့်မျှခြေဆိုင်ရာလိုအပ်ချက်အထူးအခြေအနေပရီမီယံသတ်မှတ်ပေးတဲ့နေရာမှာလည်းမြောက်ကိန်းတွေသုံးနိုင်ပါတယ်။မြောက်ကိန်းတွေဟာအထောက်အကူဖြစ်နိုင်ပေမဲ့မတိကျမီရမှုနဲ့အချိန်ကွာခြားမှုတို့ကိုလျှော့ချဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့်ဆုံးရှုံးမှုတွေမဖြစ်လာခင်မျှခြေကနေတိုးဝါးမှုတွေဖြစ်ပေါ်လာအောင်ကြိုတင်ဆောင်ရွက်တာပဲဖြစ်ပါတယ်။မျှခြေလုပ်ငန်းတွေကိုကြိုတင်ဆောင်ရွက်ထားခြင်းအပြင်နောက်ရရှိလာမယ့်ရလဒ်တွေကိုခံမှန်းမှုမျိုးဆောင်ရွက်စရာမလိုအပ်တော့ပဲမြေပြင်ပေါ်မှာတိတိကျကျတိုင်းတာလို့ရစီပါတယ်။ဒါပေမဲ့မျှခြေမဆောင်ရွက်တဲ့အခြေအနေကိုတော့ခံမှန်းရအောင်မှာဖြစ်ပါတယ်။မြောက်ကိန်းတွေကိုလည်းရှော့ချခြင်းဒါမှမဟုတ်မသုံးမဲဖယ်ထုတ်နိုင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့မျှခြေလုပ်ငန်းတွေကို၎င်းတို့ကိုယ်တိုင်ကြိုတင်ဆောင်ရွက်ထားနိုင်သလိုတိုးပွားမှုတွေရရှိပြီးသားသူတွေစီမှာလည်းမျှခြေဆိုင်ရာဘဏ်တွေကတဆင့်ဝယ်ယူနိုင်ပါတယ်။မျှခြေဆိုင်ရာဘဏ်တွေမှာမြေပိုင်ရှင်များက၎င်းတို့ပိုင်တဲ့မြေတချို့တစ်ဝက်ကိုဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ credit တွေရရှိစေဖို့ချိတ်ဆက်ထားပြီး၎င်း credit များကိုလုပ်ငန်းရှင်များကတဆင့်ပြန်လည်ဝယ်ယူနိုင်ပါတယ်။သို့တော့ထိခိုက်ဆုံးရှုံးတဲ့ area ပမာဏနဲ့၎င်းမှာရှိတဲ့ဇီဝမျိုးစုံမျိုးကွဲအမျိုးအစားနဲ့ဆင်တူတဲ့ credit မျိုးကိုရှာဖွေရတာဟာခက်ခဲနိုင်ပါတယ်။နောက်ထပ်သတိထားရမယ့်အချက်ကတော့မျှခြေကရရှိလာတဲ့အကျိုးမြတ်တွေကိုရည်ရွယ်ထားတဲ့အတိုင်းအသုံးပြုနိုင်ဖို့ဖြစ်ပါတယ်။ထို့သောမပြုလုပ်ပါကမျှခြေလုပ်ငန်းကတိုးပွားမှုတွေဟာဇီဝမျိုးစုံမျိုးကွဲတွေအတွက်အကျိုးမြတ်အသစ်မဖြစ်ထွန်းပဲရှိရင်းအတိုင်းသာရှိနေနိုင်တဲ့ဖြစ်နိုင်ခြေရှိပါတယ်။ဥပမာအားဖြင့်အရင်အတိတ်ကပြန်လည်ပြုပြင်အစားထိုးပေးခဲ့တာတွေဟာမျှခြေ credit ရရှိနိုင်ဖို့ရည်ရွယ်ထားတာမဟုတ်ရင်မှတ်ပုံတင်ပြုလုပ်ထားတာမဟုတ်ရင်အဲ့ဒါမျိုးတွေကိုလက်ရှိမျှခြေလုပ်ငန်းတွေထဲမှာထည့်သွင်းရည်တွက်လို့မရနိုင်ပါဘူး။စတုထဗီဒီယိုမှာပြသခဲ့တဲ့အတိုင်းမျှခြေကနေရရှိလာတဲ့အကျိုးမြတ်တွေဟာထပ်တိုးရရှိတဲ့အတိုးတွေသာဖြစ်ပြီးစုစုပေါင်းဆုံးရှုံးမှုမရှိ